မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့မြန်မာနိုင်ငံမှာရှိတဲ့လူသိပ်မသိသေးတဲ့ရှေးဟောင်းမြို့လေးတစ်မြို့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ပြောပြမယ့်မြို့ရွာလေးကတော့စကားပုံလေးတစ်ခုနဲ့တင်ရှားတယ်ဗျာအဲ့ဒါကတော့မြို့ပကန်းရွာပလိတ်ဆိုတဲ့စကားပုံလေးပါပဲ โอเคပလိတ်မြို့အကြောင်းလေးနည်းနည်းလောက်ပြောပြမယ်နော်မြို့ပကံရွာပလိတ်ဆိုတဲ့အတိုင်းပဲပလိတ်ရွာဟာမန္တလေးမြို့အနီးမြင်းကလေးဝင်ပြမှာတည်ရှိတာပါရခင်ဘရင်မင်းများလက်ထက်မှာဆိုရင်တော့တကယ့်ကိုစီပင်သားရတဲ့မြစ်စိတ်ကမ်းရွာလေးတစ်ရွာပေါ့ဗျာအထူးသဖြင့်အမရဘူးတော်ခေတ်မှာအစီအကောင်းဆုံးဖြစ်ခဲ့တာပါရှေးခေတ်ရေချောင်းခီးကိုအားထားခဲ့ရတဲ့အချိန်တုန်းကမြင်းငယ်မြစ်ကိုဖြတ်တန်းပြီးတော့အင်းဝအမရဘူးရမန္တလေးနဲ့တခြားဒေသတွေအထိကုံစီကူးတန်းခဲ့တဲ့တကယ့်ကိုအရေးပါတဲ့နေရာလေးဖြစ်ခဲ့တာပေါ့အခုပလိတ်ဆိုတဲ့နာမည်လေးဘလို့ထည့်လာလဲဆိုတာတမိုင်းလေးကိုပြောပြမယ်နော်ပလိတ်လူအမကြီးတွင်တာနဲ့ပတ်သက်ပြီးပကံခေတ်နော်ရထာမင်းကြီးရဲ့ချစ်မြတ်နိုးတော်မူတဲ့မိဖုရားစောမွန်လာကိုနားရောင်အဖြစ်ဆက်တာဖို့အတွက်ပေလွတ်ကိုလိတ်ခဲ့ရတာပါအဲ့ဒီပေလိတ်နားရောင်ဆက်တာရာကနေစပြီးတော့ပေလိတ်လူအမကြီးတွင်ခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ပေလိတ်ရွာကနေအခုကျွန်တော်တို့ခေါ်နေကြတဲ့ပလိတ်ရွာလူအမကြီးတွင်လာတာကိုလူတွေကအစင်းဆိုင်လက်ခံယုံကြည်ခဲ့ကြတာဖြစ်ပါတယ်ခဏအားလုံးပဲဘဝတုတရကြမယ်လို့မျှော်လင့်ပါတယ်ဗျာကျေးဇူးတင်ပါတယ်